ကဲဒီနေ့ကတော့ကျွန်တော်တို့စိုးမြို့လယ်မှာရှိတဲ့စိုးတာဝါကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်အခုမြို့ထဲကနေကျွန်တော်တို့စိုးတာဝါကိုသွားနေတာဖြစ်တယ်ကိုရီးယားရောက်တော့ဒီနေရာကိုဖြစ်မနေသွားဖို့တင်တဲ့နေရာဖြစ်ပါတယ်အားလုံးလိုက်ကြည့်ပေးကြပါဝေါကျွန်တော်တို့သွားမယ့်နေရာစိုးတာဝါဖြစ်ပါတယ်အခုမြင်နေရတဲ့နေရာဖြစ်ပါတယ်ခုသွားနေတာဖြစ်ပါတယ်အဲ့ဒီနေရာကိုရောက်ရင်ပြန်ပြမယ်နော် zoom ဆဲရတယ် zoom နဲ့ကြည့်တာ zoom ဆဲရတယ်အေးတဲ့ဒီလိုဆန္ဒရဲ click ငါစမစဲ 더 잘하려고. ကဲသူတို့ညတော့ကျွန်တော်လိုက်ပို့တဲ့ဒီလေးချောအကျုံးနဲ့ဒီလေးမီချောနေရဖြစ်ပါတယ် ဒါဆန္ဒရဲ ကဲအဲ့တော့ကျွန်တော်ပို့တက်မယ်ဒီပေခါနဲ့ချက်အလုံးတက်ဖြစ်ပါတယ်စေရတဲ့ကျွန်တော်တို့ကအထူးလို့ဆိုတော့ကျွန်တော်တို့နည်းနည်းလေးနဲ့ကျွန်တော်တို့တက်သွားညောပါတော့တက်သွားတယ်ရှိရောက်တော့ပဲပါတယ်ကျန်တဲ့အဖွဲ့ဆိုတော့ကျွန်တော်အများကြီးဖြည့်ညက်နေတော့ကျွန်တော်တို့ကတော့ VIP ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ ဒါဆန္ဒရဲက ထူးဆေးရောက်လောက်နဲ့ကျွန်တော်တို့ပို့ပေးတာဖြစ်တယ်ကျွန်တော်ဖြည်းချင်းကျွန်တော်မြင့်တက်သွားပါလေပို့ရောက်သွားတယ်ကျွန်တော်ဖြည်းဖြည်းနဲ့လမ်းပေါ်ကနေကြုံလာပြီးမှကျွန်တော်တော့ပို့ဆက်တက်သွားတာဒီကနေတော့အကုန်လုံးရအောင်မြင်လိုက်ရလို့မျိုးလုံးပြန်ပြတာဖြစ်ပါတယ်တို့ညုံအရှိအနောက်တောင်မြောက်မျိုးတစ်မျိုးလုံးကိုကျွန်တော်လမ်းမြင်နေရတော့ဒီဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းတွေပါကဲဒီနေ့လမ်းမြင်ရတယ်စိန်လန်းစုတီနေမျိုးလေးအပေါ်မှာရောက်ရင်ပြန်တွေ့မယ်အပေါ်မှာရောက်ရင်ပြန်တွေ့ရအောင်ကဲဒီမှာကြည့်လိုက်ရင်ကျွန်တော်မျိုးစိုးမျိုးတော်တာအရှိဘက်မှာကြာပါတယ်ဒါဆိုရင်အရှိဘက်မှာကြာတယ်ဘယ်မှာတောင်တန်းလေးတွေနဲ့ကဲတတရရပဲဒီမှာဘလောင်ဖော်ရလိုက်ပို့တဲ့ညီလေးကျုံနဲ့ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော် love vlog ပေါ့ရန်ခစ်စားပါတယ် love vlog အစတွေ့ချင်းတော့ဒီမှာတမများတယ်လို့ကျွန်တော်ထင်ပြီးမှလိုက်ရိုက်ခဲ့တာနောက်ရဲတော့တပုံတပင်ကြီးဖြစ်နေတော့ရိုက်ချင်စိတ်တော့မရှိတော့ဒီတိုင်းပဲရှိခဲ့မိတယ်အများကြီးပဲတက်သွားတဲ့လမ်းပေါ်ဒီနေ့တက်သွားတန်းတရှောင်းလုံးကျွန်တော်တောင်ပေါ်တီကိုဒီ love log လေးတွေတွေ့ရတယ်အဲ့တော့ဒါတွေအင်းဒီမှာဟောင်းနွမ်းပြီးနေဖြစ်တဲ့ love log တွေပေါ့ဟိုးလုံခဲ့တဲ့နှစ်30တို့ဒီမှာလာလုတ် love log လာလုတ်ထားတဲ့စုံတွဲရခုချိန်တော့ရှိတော့မယ်တချို့ဆိုရင်တန်ကြီးတွေတက်နေပြီတချို့တော့ဆွေးမြေ့နေပြီဟိုကြီးတက်နေပြီဘယ်ရောညာဖက်ရောအပြည့်ပဲဟိုးအပြည့်ကျွန်တော်ဟိုးပေါ်ရောက်တဲ့အထိတော်များပါတယ်နည်းနည်းပဲထင်တယ်ဟိုပုံမှာလည်းအများကြီးတောင်လုံးနေပါပဲတက်လမ်းရောအစင်းလမ်းရောlap log တွေတုတ်ထားတာစပိုင်းတော့ညာပဲကြည့်လိုက်တော့ဘယ်ဟုတ်တပုံတပင်ကြီးပြန်ဖြစ်လာတော့ဒါအများတော့ပြန်တော့မကြည့်ချင်တော့ဒီမှာကျွန်တော်တို့မြန်မာစာရေးထားတာတွေလည်းရှိတယ်လို့ပြောတယ်ကျွန်တော်လိုက်ကြည့်တာတော့မတွေ့မိဘူးကိုရီးယားစာတွေ့တယ်အင်္ဂလိပ်စာတွေ့တယ်တချို့နေရာမှာထိုင်းစာတွေ့တယ်တရုတ်စာတွေ့တယ်ကျွန်တော်တို့ဒီတခြားနိုင်ငံပေါ့ဒီအိန္ဒိယစာတွေတွေ့တယ်ညာတော့အဖြစ်ကတော့ကျွန်တော်ကိုရီးယားနဲ့အင်္ဂလိပ်တို့ရေးထားတာကျွန်တော်တွေ့ရပါတယ်အများကြီးများလုံးမကြည့်ချင်တော့ဒါတော့မြောက်ဘက်ပဲပေါ့အဲဒီတောင်တွေကြော်တော့မြောက်ကိုရီးယားရောက်တယ်လို့ပြောတော့ဒါအရှိဘက်ပြန်ကြတော့ဒီမြို့လုံးကိုမြင်ရတယ်ဒီပေါ်နဲ့
ကဲကျွန်တော်လည်းဓာတ်ပုံရက်လောက်ဝင်ဗျာရောက်တော့ရောက်ခဲ့အမှတ်တရ 碰一下。 ကိုရီးယားအုပ်ထုနဲ့ဒါတော့မြို့ရှုခင်းဖြစ်ပါတယ်ဒီမှာလည်းတော်တော်များများနိုင်ငံတကာဧည့်သည်တွေလာလေကြတယ်တွေ့ရတယ်ဒါမြောက်ပဲပေါ့ခုချိန်မှာတော့ကျွန်တော်သွားလေတဲ့ချိန်တော့ဒါဒီဝတ္ထုကပူစဖြစ်လာပြီလူကြီးဦးပေါ့သူတို့တဲ့လူကြီးဦးဒီပင်လည်းအရွက်တွေလည်းပြေးလို့တတော်လုံးတတောင်လုံးစိမ့်လို့ကျွန်တော်တဘောကြလို့သူတို့ပြောပြတယ်အာဒီလိုပဲစိမ့်ရန်လာတယ်နော်ဟာမထင်နဲ့ဒါတွေလင်းကားလာဆိုရင်ဒါတပင်လုံးအရွက်တွေကျွေးကုန်ပြီထောက်ကန်နေလည်းပဲအဲဒီတော့ဖြူတော့ပြန်ပြီဒီချိန်မှာကျွန်တော်စိမ့်လမ်းစုပြေးတဲ့ခါမှာရှုခင်းအိမ်မှာဒါမှလာတယ်လို့ခံစားတယ်ရေပေါ့လာဘလော့တယ်အများကြီးပဲအများကြီးရှိမှအများကြီးတပုံတပင်ကြီးတောင်ဘက်ပိုင်းကြပါလေတောင်ဘက်ပိုင်းမြို့ရဲ့တောင်ဘက်ပိုင်းပေါ့မြို့ရဲ့တောင်ဘက်ပိုင်းဒီမှာအိုဟောင်းနွမ်းတန်ကြီးတက်ပျက်စီးနေကြတဲ့ချိုးပါလို့ဆိုဒါကတော့ကျွန်တော်ကိုရီးယားနိုင်ငံကိုတည်ထောင်တဲ့ဒေဂျုံရင်ရဲ့ရုပ်ထုပဲဖြစ်ပါတယ်ကျွန်တော်တောင်ပေါ်နေဆင်းလာပါပြီကျွန်တော်အဆင်းမှာကျွန်တော်ဘတ်ကားစီမံလို့ထဲကိုပြန်ပါပါတယ်အားလုံးပြန်တွေ့မယ်ဘိုင်ဘိုင်